အောင်လေးဟယ်လိုမင်္ဂလာပါရှင်နံပါတ်ကလိုင်းမကောင်းတာပါညာရှင်းပြောပြပါဦးလို့ဟုတ်တယ်ဟယ်လိုမင်္ဂလာပါရှင်မင်းက live ကိုအောက်မှာဆင်းပြီးလွှင့်လာဒီလိုလွှင့်လို့အဆင်ပြေလားမလဲအောက်ကိုတစ်ချက်ပြီးနေရာပိုင်းညာမိုးရခိုင်းမနေရခိုင်းကြတော့ရင်းနေရအောင်ဟုတ်ကဲ့ပါအဆင်ပြေလောက်ညာနေမှာဒီနေ့မှလည်းရှင်းတော့ပြီလိုက်လို့နေရာပြောက်ရှင်းလို့မရှိရင်လည်းအတန်စကားပြောရသူများနဲ့ဟောင်းလာစီတောက်ပြီးတာတောက်ပြီးတော့ဟာပန်ကာဖြစ်တယ်နော်ပန်ကာပါอยู่အောင်ဒီလိုဆက်ဆက်ဟယ်လိုမင်္ဂလာပါရှင်စတော်ဘယ်ရီဒီနေရာအဆင်ပြေလားခုနနေရာအဆင်ပြေလားနေရာတစ်ချက်ကြည့်ပြပါဒီနေရာမှောက်နေလားဘယ်လိုဖြစ်နေလဲအဆင်ပြေပြီးတော့ပြေးလားမော်ကြီးဖြစ်နေလားဖြစ်ပါဘူးဟိုနဲ့ဘလိုတွေတွေ့ဆူနဲ့ဘုရားမရှိတော့ဝဲပြီးဒါတွေပဲရှိတော့ဟောလိုက်တာကြည့်ပါဝဲပြီးကိုတို့ဝဲပြီးလိုက်တော့ဟုတ်လို့ပြောရမှာရှင်ဟယ်လိုမင်္ဂလာပါရှင်ကိုကြီးမင်္ဂလာပါ